မှာတဲလေးတို့ရထမင်းစားမယ်စီထမင်းကတော့လေတဲလေးရငပိထောင်နဲ့နေထားလိုက်ပြီးနော်အတဲလေးတို့နော်နောက်ပြီးတော့လေတဲလေးတို့ရပစွန်ကြော်လေးပါမယ်တဲလေးတိုးစရာကတော့ဒင်းသီးစားရေးစိမ့်ပါမယ်ဒီအညွန့်ကတော့မမပုံမခေါ်မတက်ဘူးတဲလေးနောက်ပြီးတော့ကြိုက်ဟင်ကားဒီပါမယ်ဘူးညွတ်ပါမယ်နောက်ပြီးတော့ချင်းပေါင်ရွက်ပြုတ်သွားတဲ့နော်အတဲလေးနော်ကောက်ကောင်တောင်းအန်ဒီတခင်တောင်းจางก้องงูป่าจะแบ่เบบวชนี่ค่ะตะเคียนต้องตัญญาแต่นี่เยอะกระตุ้นเนี่ยเวแต่ที่ขันพี่ดอกที่จ้าเนาะแต่ดีเนาะอันเล่าดิโชว์เล่าแต่ดีสมัยนี้บาร์ดีพีมาอาบัวแต่ดีดูอีพี่ว่าจ้าเนี่ยเอาเนาะแต่ดีโดนมาเซจ้าเนี่ยเอาชิ้นมาพี่ทางเนี่ยท้าแต่ดีแต่ดีดูอีโอ้นี่เยอะพี่ดอกดีแต่ดีดีมาปัจจุบันเนี่ยมาจอดท้าได้4 บาทค่าเนี่ยแท้ได้แต่ดีบรรลุเว็บเว็บซาต้องมาเลยสุราบเนาะแต่ดีโดนราคาจ้าบาเอาชิ้นอันเดีตะเคียนต้องเอามีแต่ที่ตัวกูอ่ะดิเอามีแต่สเก็ตทองสาธิตไล่ด่าสะดุ้ยบ้าดองจ้าเด้นี่ใส่ดิกองไล่ด่าใช่ไหมมาปีดองอันยาจีเนี่ยทาไล่เดี๋ยวเตลีด้วยနောက်ပြီးတော့ပစွန်ထဲမှာကြော့ထားတဲ့ပစွန်စီပါနည်းနည်းလေးရောပြီးတော့နယ်လိုက်တယ်ချင်းပေါင်ရွက်ပြုတ်အရန်နဲ့မှပြုတ်စားလို့ကောင်းတယ်နော်မမပုံမဆိုကြိုက်တယ်ခဏပြုတ်စားတယ်ချင်းလေးနဲ့နေတယ်လေးတို့ရဒါဘူးညို့ပြုတ်ရui mà ui cả ngà ta quẹ bây giờ này tê li chua dễ nè rồi bạn ăn luôn mátแต่lâu nó suy gì này đào tiền đi cho đô sao con này quẹ chu dễ này rồi bé khai lên mà khai bu giờ sực sẹt tao này rồi bùn nhột tiêu là xa ăn đi cái miếng là xa tè lì đuổi có mẹချင်းပေါင်ရွေးကလေးတဲလေးရေပြုတ်စားမယ်ဆိုရင်လေတဲလေးရေပြုတ်နီပြောပြမယ်နော်မချင်းအောင်တဲလေးနော်မချွဲအောင်မချင်းအောင်ပြောပြမယ်ဒီနွေအိုးပွဲစုပြီးတော့လေတဲလေးချင်းပေါင်ရွေးကိုထည့်လိုက်ဆက်ပြီးဆိုဟိုလဲဒီလဲနဲ့ရပြီနော်တဲလေးနော်အရန်နဲ့မှအကြာကြီးပဲပြုတ်စရာမလိုဘူးတဲလေးတို့တို့စားလို့အရန်ကောင်းတယ်ငပိတောင်ဆက်နဲ့ငပိဆက်နဲ့စားကြည့်ချစ်လေးအရန်နဲ့မှလက်ဖက်တာ
မယံပြန်ညီရဲနေရောပဲအမလေးอุ้ยมาอุ้ยကောင်းလိုက်တာကွဲမယံပြန်ရှယ်โอ้ยอุ้ยมาอุ้ยကွဲလက်ချီပါတော့ယူတယ်အသေးလေးတို့ရေကောင်းချက်อุ้ยတဆာရှယ်ပတူးလည်းချူရဲနေရောပဲတဲ့ဒီတော့ကျက်သွန်နေနိုင်နဲ့ကြော်တယ်လေဦးမဦးmình lấy cả